အားလုံးပဲမင်္ဂလာပါဘော်ဒါတွေမအိတ်ခင်နားထောင်ဖို့ဒီတိတ်ရင်ဖို့ဇလန့်ကောင်းလေးတွေယူဆောင်လာတဲ့ Before You Sleep ကကြိုဆိုပါတယ် ညနေခင်းလေးတစ်ခုနေကြီးဖြော့ဖြော့ကတစ်ပင်အုပ်များချပျောက်ကွယ်လူနီးအချိန်ရွာလမ်းမပေါ်တွင်ခလေးတတိုက်စုညံ့စွာကစားနေကြသည်နေဝင်မိုးချုပ်ရင်အပြစ်မထွက်နဲ့ဘီလူးမှဖမ်းတတ်တယ်ဆိုသည့်လူကြီးများ၏စကားကိုသူတို့ဂယုမဆိုင်အားထိုစဉ်လူကောင်ထွားထွားခလီတယောက်ကအကြံတစ်ခုပေးလိုက်သည်ဟေ့ကောင်လေးဒီအချိန်ရက်ွက်ထဲကကွင်းထဲမှာဘောလုံးသွားကန်ရင်ပိုမိုက်တယ်ဟာလူလဲရှင်းတယ်ဟုအော်ပြောလိုက်ရာအားလုံးကသဘောတူပြီးရွာပင်ဘက်ကကွင်းစီသို့ပြေးသွားကြတော့ပြီထိုဘောလုံးကွင်းမှာအစွန်းအဖျားကြပြီးကွင်းဘေးပပလဲတွင်ထူထပ်လွန်ပေါ်ခြုံရွယ်ပိန်ပေါင်းများဖုံလွှမ်းနေသည်ကွင်းဤအလဲတဲ့တဲ့တွင်မူအကိုက်အခက်အဖျားခံနေသည့်ညောင်ပင်ကြီးတပင်ကခန့်ညားထူဆန်းစွာတည်ရှိနေ၏ကလေးများပျော့ပျော့ပါပါဘောလုံးကန်နေကြစဉ်ညနေစီးစားကတဖြည်းဖြည်းမှောင်ရိပ်တန်းလာသည်တစ်ချက်တိုက်ခတ်လာသောလေအေးများကကြောချမ်းစရာကောင်းလာတော့လေကလေးတို့ဘာသာပျော်မြူနေကြစေကစားခွဲအရှင်တက်နေစဉ်ကလေးတယောက်ကဘောလုံးကိုဂိုးထဲဝင်စေရန်အာကုန်ကန်လိုက်သည်တိုးတော့ဘောလုံးကဂိုးထဲမဝင်ပဲကွင်းတောင်ရှိထူထပ်လွန်းတော့ခြုံပုံများအနောက်သို့လွင့်ဆင်းသွားခဲ့သည်ငါးသွားကောက်မယ်ဟူဆိုကဖိုးလုံးတယောက်ထဲခြုံတဲသို့တိုးဝင်သွားခဲ့သည်ခဏအကြာတွင်ဖိုးလုံး၏အတန်ကုန်ဟစ်အော်လိုက်သောအတန်ကြီးကကွင်းပြင်တစ်ခုလုံးကိုတုန်ခါသွားစေခဲ့သည်ဖိုးလုံးနောက်ဆုံးမြင်လိုက်ရသည့်မြင်ကွင်းမှာဘောလုံးဘေးတွင်လူကဲ့သို့ထိုင်နေတော်လေတကိုယ်လုံးမြဲမောင်နေသည်ထူးဆန်းသောတတ္တဝါကြီးတစ်ကောင်ဖြစ်သည်အော်တန်ကြား၍ကြံသောကလေးများခြုံပုတ်စီသို့အပြေးအလွှာသွားကြည့်ကြသည်သူတို့မြင်လိုက်ရသည်မှာမြတ်တော်တဲ့တွင်ငြိမ်သက်နေသောဘောလုံးတစ်လုံးသာဖိုးလုံးကိုဘယ်မှရှာမတွေ့တော့ကလေးများအလုံးကြောက်လန့်တကြားနေရွာထဲသို့ပြေးဝင်ပြီးလူကြီးများထံအကူအညီတောင်းကြတော့သည်ဖိုးလုံးရေဖိုးလုံးရွာသားများကလက်နေတမီကိုစီဖဲဘောလုံးကွယ်နှင့်အနီးတစ်ဝိုက်ခြုံပုတ်များကိုနှံ့အောင်ရှာကြသည်ညင်နဲ့လေးတောအုပ်ကြီးကပို၍မှောင်မဲတိတ်ဆိတ်လေးပင်ညစ်နှစိုးတန်များကလွဲ၍ဖိုးလုံး၏အတန်ကိုလုံးဝမကြားရတော့ဒီညောင်ပင်ကြီးကတခုခုပဲဟုလူကြီးအချို့ကတိုးတိုးလေးရည်၍ညင်းမိုးလင်းဒီတိုင်းရှာဖွေတော်လေဖိုးလုံးမှာလေတဲ့ပြုတ်တကယ်တော့အစာအနာပင်ရှာမတွေ့တော့ပြီတလားကန်ကြာသွားသည်ဖိုးလုံးပြုတ်ဆုံးသွားမှုကရွာသူရွာသားများအတွက်ထိတ်လန့်စရာအမှတ်တရတစ်ခုဖြစ်နေစေတညနေတွင်ကြံရှိသောကလေးများကွင်းထဲ၌ပြန်လေကစားနေကြစီအပေါ်ကတစုံတစ်ယောက်စိုက်ကြည့်နေသလိုခံစားချက်ကြောင့်ညောင်ပင်ကြီးပေါ်သို့မော့ကြည့်လိုက်ကြသည်ထိုအခါသူတို့မြင်လိုက်သည့်မြင်ကွင်းကြောင့်သွေးပြက်သွားကြ၏ညောင်ပင်ကြီး၏မြင်မာသောတစ်ကူပိုက်ပေါ်တွင်အရစ်မဲကြီးနှင့်အတူဖိုးလုံးကဖေးချင်းရင်ထိုင်နေသည်တစ်ပင်ပေါ်တွင်ထိုင်နေသောဖိုးလုံးသည်အသက်ရှိစဉ်ကကဲ့သို့မဟုတ်တော့သူ၏မျက်လုံးများကစူးရှာပြီးတက်မက်ဆန်နေသည်ထူးခြားသည်မှာဖိုးလုံး၏ခြေထောက်နှစ်ဖက်စလုံးသည်ဘေးကအရိပ်မြဲကြီးကဲ့သို့ပင်တဖြည်းဖြည်းမျက်မှောင်လာနေပြီဖြစ်သည်သူတို့နှစ်ယောက်သည်အောက်တွင်ဘောလုံးကန်နေသောကလေးများကိုငင်သက်စွာစိုက်ကြည့်နေကြသည်ဖိုးလုံးသည်သူ၏ကစားပေါ်အသစ်ကြီးနှင့်အတူနောက်ထပ်ကစားပေါ်တရားကိုထပ်မံခေါ်ဆောင်ရန်စောင့်ဆိုင်နေသည်ယောင်ထိုနေ့မှဆော့၍ထိုဘောလုံးကွင်းစီသို့မြည်သည့်ကလေးမှမတွားရဲကြတော့ပြီညနေဆောင်လီညောင်ပင်ကြီးပေါ်မှ
ခလီရေတန်တဲ့တဲ့ကိုသာရန်ဖန်ကကြားနေတော့လီသည်